စပိန်နိုင်ငံရဲ့အကောင်းဆုံးအသင်းလို့တော့ပြောတာပဲထင်လောက်လည်းမခတ်ပါဘူးဟုတ်ပါတယ်အခုချိန်မှာဘာစီလိုနာပရိသတ်တွေစီကနေဒီစကားသံကြားရမယ်ဆိုရင်တော့အန်အောနေတဲ့အကြောင်းတော့မရှိလာပါဘူးဒီလိုပြောရလောက်အောင်လဲစပိန်လာလီဂါအမှတ်ပေးစရာမှာဘာစီလိုနာရီယယ်မက်ဒရစ်ကို၄မှတ်အထိဖြတ်ထားပြီးတော့နောက်ဆုံးတွဲဆုံမှု၅ချိန်မှာလဲ၄ချိန်အထိကိုအနိုင်ရရှိထားခဲ့တာဖြစ်ပါတယ်ဒီအချက်လက်တွေကိုဒီနေ့မနေ့တနာရီခွဲမှာကစားခဲ့တဲ့စပိန်ဘီယင်ဖလာဘိုလူပွဲမှာပြောင်းပြန်လှန်ပြနိုင်မလားလို့မျှော်လင့်ခဲ့ကြပေမဲ့ဘာစီလိုနာအသင်းကပဲရာဖီညာလီဝွန်ဒေါစကီတို့ရဲ့သွင်းဂိုးတွေနဲ့အတူရီယယ်မက်ဒရစ်အသင်းကို3ဂိုး2ဂိုးဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိခဲ့ပြီးတော့စပိန်ဘီယင်ဖလာကြီးကို2နှစ်ဆက်ထပ်မံသိမ်းပိုက်ရယူထားနိုင်ခဲ့တာဖြစ်ပါတယ်ရီယယ်မက်ဒရစ်အသင်းအတွက်ဂိုးတွေကိုတော့ဗီနီစီယက်ဂျူနီယာနဲ့ဂွန်ဆာလိုဂါဇီယာတို့ကသွင်းယူပေးခဲ့ပါတယ်ဒီပွဲမှာရီယယ်မက်ဒရစ်အသင်းဟာဘာစီလိုနာအသင်းရဲ့ကွင်းနဲ့စိုးမိုးမှုကိုမကျော်လွှားနိုင်ခဲ့ဘဲနဲ့ဘာစီလိုနာအသင်းရဲ့ထိန်းချုပ်ကစားခြင်းကိုခံခဲ့ရပါတယ်ဒါကြောင့်ပဲရီယယ်မက်ဒရစ်တို့ဟာဘန်နာရဲ့အခြေအနေအကျက်တဲဖြစ်နေတဲ့ဘာစီလိုနာရဲ့စိုးမိုးမှုအောက်ကိုပြန်လည်ရောက်ရှိနေပြီလားဆိုတဲ့မေးခွန်းကလည်းမေးစရာတစ်ခုဖြစ်ပေါ်လာလို့နေပါတယ်ဒါမှမဟုတ်ရီယယ်မက်ဒရစ်တို့ဟာချန်ပီယံလိဖလားကိုအရယူမှာမလို့စပိန်လာလီဂါနဲ့စပိန်ဘီယင်ဖလားတို့ကိုဘာစီလိုနာကိုတမင်တကာပေးပြီးဘန်နာရဲ့အခြေအနေပြန်လည်ကောင်းမွန်လာစေဖို့အတွက်တစ်ဖက်တစ်လမ်းကကူညီလိုက်တာလည်းဖြစ်နိုင်ပါသေးတယ်